မင်းနဲ့တူလေပေါ်ပြန်ပြီးနိဗ္ဗာန်ထိတူရောက်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်လေပေါ်ပြန်ဆိုင်ငယ်တစ်စီးကိုဒီနေ့မြင်တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီဆိုင်ငယ်က Lazarus LM-V 496လို့ခေါ်ပါတယ်။ Lazarus ကုမ္ပဏီဆိုတာ custom ဆိုင်ငယ်တွေလေပေါ်ပြန်ဆိုင်ငယ်နဲ့ဘယ်သူမှမထုတ်လုပ်တဲ့ဂျိုသားဆိုင်ငယ်တွေကိုထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။အဲ့ဒီမှာ LM-V 496ဆိုင်ငယ်က Jet Turbine လေအင်ဂျင်လေးလုံးနဲ့ဖြစ်ပြီး Star Wars ရုပ်ရှင်တွေကလို့လေပေါ်တကယ်ပြန်လို့ရတဲ့ဆိုင်ငယ်ဖြစ်ပါတယ်။တစ်ကမ္ဘာလုံးမှာ5စီးပဲထုတ်လုပ်ထားတာဖြစ်ပါတယ်။လေပေါ်ပြန်လို့ရပါမယ်အင်ဂျင်လေးလုံးအသုံးပြုထားတာဖြစ်တာကြောင့်10မိနစ်လောက်မောင်းပြီးစီးပြည့်ဖြည့်တိုင်းတော့ကုန်တာမို့10မိနစ်အတိုင်းတစ်ခါနားရမှာဖြစ်ပါတယ်။မနားရင်တော့နိဗ္ဗာန်တကယ်ရောက်သွားမှာဖြစ်ပါတယ်။ဆိုင်ရဲ့ဈေးကအခုမြန်မာငွေဈေးနဲ့တွက်ရရင်3,000ဝန်းကျင်ကျတယ်မှာဖြစ်ပါတယ်။အရင်ပုံမှန်ငွေဈေးချိန်နေနဲ့ဆိုရင်9,000ဝန်းကျင်သာကျတယ်မှာဖြစ်ပါတယ်။ကိုလုံးမကစားမှာဖြစ်ပါတယ်။ဒီဆိုင်ကလားဒီဆိုင်ကလားဒီဆိုင်ကလားဒါမျိုးဆိုင်ကလားလူမျိုးဆိုင်ကတွေကိုကိုမျိုးဝင်းမော်တော်ဆိုင်က showroom မှာဝယ်ရရှိနိုင်ပါတယ်။30ဝန်းကျင်ကနေ300ဝန်းကျင်ဒီဆိုင်ကမျိုးစုံရှိပြီးတော့ဆိုင်မှာရှိတဲ့ဆိုင်ကတွေကိုလည်းလဲထပ်ပြုလုပ်နိုင်ပါတယ်။ရန်ကုန်မှာဆိုမှော်ပင်မြို့နယ်စပိုင်းမတိုင်နဲ့16မတိုင်ကြားမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြတာစီ58လမ်း130အေးကြားမှာတည်ရှိပါတယ်။တိတ်တိတ်ချင်းဆက်သွယ်မင်းမြန်းနေတယ်ဆိုလို့ရှိရင်တော့အခုမြင်နေရတဲ့ဖုန်းနံပါတ်တွေကိုလည်းဆက်သွယ်မင်းမြန်းနိုင်ပါတယ်။commentမှာလည်းပြည်စုံလင်းချပေးထားပါတယ်